Albert Einstein ဆိုတဲ့နာမည်ကိုကြားလိုက်တာနဲ့ဉာဏ်ကြီးရှင်ဆိုတဲ့စကားလုံးကခေါင်းထဲတန်းရောက်လာတယ်မဟုတ်လားဒါပေမဲ့အဲ့ဒီဒန်ဒါရီယာလိုဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့နောက်ကွယ်မှာတကယ်လူသားတစ်ယောက်ကဘယ်လိုမျိုးလဲအဲ့ဒါကိုဒီနေ့အတူတူရှာဖွေကြည့်ကြရအောင်E equals mc square ကမ္ဘာပေါ်မှာကြော်ကြားဆုံးညီမျှခြင်းတစ်ခုပေါ့ကြည့်လိုက်ရင်တော့ရိုးရိုးလေးပဲနော်ဒါမဲ့ဒီညီမျှခြင်းလေးတစ်ခုကစัจ java လာကြီးကိုကျွန်တော်တို့တွေမြင်တဲ့အမြင်ကိုလုံးဝကိုပြောမြင်လာပြီးခဲ့တာတကယ်ကိုဉာဏ်ပညာစစ်စစ်ရအပြားရုပ်တစ်ခုပါပဲဆိုတော့ဒီညီမျှခြင်းကကပ္ပကြီးကိုပြောင်းလဲခဲ့တယ်ဟုတ်ပြီဒါပေမဲ့အဲ့ဒီညီမျှခြင်းကိုရေးခဲ့တဲ့လူကတော့သူကဘယ်လိုမျိုးလဲတစ်ပံပညာရဲ့အထွတ်ထဲကဒီပုဂ္ဂိုလ်ကြီးရဲ့ဘဝထဲကိုတစ်ချက်ဝင်ကြည့်ပြီးတော့သူ့ရဲ့လူလားဆန်တဲ့ရှုပ်ထွေးမှုတွေကိုအတူတူလေ့လာကြည့်ကြရအောင်ကဲသူ့ရဲ့ဉာဏ်ပညာကကဘာကြီးကိုဘယ်လိုတုံလို့စေခဲ့တယ်လဲဆိုတာကိုသူ့ဘဝရဲ့ပထမဆုံးအလဲပြောင်းခြင်းနဲ့စာပြီးကြည့်ကြရအောင်ဖောင်းထောင်းနေရခုနှစ်ဒီနှစ်ကိုတိပန်တမိုင်းမှာ Annus Mirabilis M.net လို့တော့တင်စားခေါ်ကြတယ်ဘာလို့လဲဆိုတော့အဲ့ဒီချိန်ကဘယ်သူမှမသိသေးတဲ့မိုဘိုင်းကွင်ယုံကဝန်ထမ်းငယ်လေးတစ်ယောက်ကနေပြီးတော့စစ်ကြောလာရဲ့နီးယားမတွေကိုပြောင်းပြန်လှန်ပေးခဲ့တဲ့နှစ်မို့လို့ပါပဲတကယ်ကိုမယုံနိုင်စရာပဲဒီနေ့မှခဏရပ်ပြီးစဉ်းစားကြည့်အောင်ထနစ်တွေရဲ့အတွင်မှာမဲ့ရူဘဗီဒါရဲ့အခြေကအိုမစ်တွေကိုတုံခါသွားစေခဲ့တဲ့စာရန်လိဆောင်ကိုသူထုတ်ဝေခဲ့တာပါအလင်းရဲ့သဘောတဘာဝကိုရှင်းပြတာမျက်စိနဲ့မမြင်နိုင်တဲ့ atom တွေတကယ်ရှိတယ်ဆိုတာကိုသိသိပြတာအာကာသနဲ့အချင်းအကြောင်းအယုစသစ်တွေစရန်တဆောင်ချင်းစီကတော်လန်ရေးတစ်ခုလိုပါပဲသူရဲ့ဒီရှာဖွေတွေ့ရှိမှုတွေကသိပ္ပံပညာအတွက်ခေတ်တစ်ခုကိုတကယ်ကိုဖွင့်လှစ်ပေးခဲ့တာပါဒါမဲ့အဲ့ဒီ1500ခုနှစ်ကဘလောက်ပဲအံ့ဩစရာကောင်းခဲ့ပါစေသူ့ရဲ့အကြီးကျယ်ဆုံးလက်ရာကလာဖို့ရှိနေတော့ပဲအာကာသနဲ့အချင်းပေါ်ကျွန်တော်တို့ရဲ့အမြင်ကိုထာဝရပြောင်းလဲပေးမယ် theory တစ်ခုပေါ့အဲ့ဒါကတော့ general relativity အထွေထွေနိုင်ရ theory ပါပဲဒီ theory ရဲ့အဆိုကတော်တော်လေးကိုစမ်းကြယ်ပါတယ်သူကဘာပြောလဲဆိုတော့ just ဆွဲအားဆိုတာတစ်ခုခုကိုဆွဲငင်နေတဲ့အားတစ်ခုမဟုတ်ဘူးတဲ့အဲ့ဒီအစားနေလိုမျိုး drug ကြီးမားတဲ့အရာတွေကသူတို့ပတ်ဝန်းကျင်ကအာကာသနဲ့အချင်းဆိုတဲ့ကားချက်ကြီးကိုကွင်းညွတ်ကွာစေတယ်အဲ့ဒီအကွင်းညွတ်ကိုပဲကျွန်တော်တို့က just ဆွဲအားဖြစ်ခံစားရတာပါပဲဒီနေရာမှာတစ်ပြန်ပညာရဲ့ Titan ကြီးနှစ်ယောက် Newton နဲ့ Einstein တို့ရဲ့ theory တွေထိတ်တိုက်တွေ့ကြပါပြီတယောက်ကယာဆူနစ်နဲ့ချီပြီးအငင်းပွားပွဲမရှိတဲ့ champion ဖြစ်သူနောက်တစ်ယောက်ကတော့အတွေ့အခေါ်တဲ့စိန်ခေါ်သူသူတို့နှစ်ယောက်ထဲကဘယ်သူမှန်လဲဆိုတာကိုအဆုံးဖြတ်ပြင်ဖို့1919ခုနှစ်ကနေချက်ချင်းကတမိုင်းဝဲအခွင့်အရေးကြီးတစ်ခုဖြစ်လာခဲ့ပါတယ်စာအထာအဲ့ဒီနေ့ဥဆောင်တဲ့လေလာရေးခီးစဉ်တွေကနေရလက်တွေထွက်လာတဲ့အခါမှာတော့တန်တရားတွေအလောက်ရှင်းသွားခဲ့ပါတယ်နေနာကဖြတ်လာတဲ့ကြေယောင်းဟာတကယ်ပဲကွင်းညွတ်သွားခဲ့တယ်အိုင်းစတိုင်းခံမှန်းခဲ့တဲ့အတိုင်းတိတိကျကျပဲအိုင်းစတိုင်းမှာပါတယ်အဲ့ဒီအောင်မြင်မှုနဲ့အတူပဲသူဟာတိပံပညာရှင်တရားအဖြစ်ကနေကမ္ဘာကျော်ပုဂ္ဂိုလ်တရားအဖြစ်ချင်းချင်းဆိုသလိုပြောင်းလဲသွားခဲ့တော့ပါပဲကဲသူကတစ်ပြန်ပညာနဲ့စัจ java လာရဲ့လျှို့ဝှချက်တွေကိုဖော်ထုတ်ခဲ့ပြီဒါပေမဲ့ကိခက်ပိုကြီးတဲ့မျိုးကုန်းတွေကသူကဘာကိုယုံကြည်ခဲ့တယ်လဲသူရဲ့အတွေ့အခေါ်လောကတဲ့ကိုတစ်ချက်ဝင်ကြည့်ကြရအောင်တစ်ပြန်ပညာရှင်အိုင်းစတိုင်းကနေအတွေ့အခေါ်ပညာရှင်အိုင်းစတိုင်းအကြောင်းကိုပေါ့ဟုတ်ပြီစัจ java လာရဲ့လျှို့ဝချက်တွေကိုဖော်ထုတ်ခဲ့တဲ့ဒီလူသားကဖန်ဆင်းရှင်နဲ့ပတ်သက်ပြီးတော့ဘလို့ယုံကြည်ခဲ့လဲဒါကတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့မေခွန်းတစ်ခုပါပြီးတော့သူ့ရဲ့အဖြေကလည်းလူအများစုထင်ထားတဲ့အများကြီးပို့ပြီးတော့နည်းနည်းပါတယ်ရှင်းရှင်းပြောရရင်သူကလူတွေရဲ့နေ့စဉ်ဘဝမှာဝင်ရောက်ဆွတ်ဖက်ပြီးဆူတောင်းတွေကိုဖြည့်ဆည်းပေးခဲ့တဲ့ပုံကိုရေးဖျားသခင်ကိုမယုံကြည်ခဲ့ပါဘူးအဲ့ဒီအယူဆကိုသူညှင်းပယ်ခဲ့တယ်သူလက်ခံခဲ့တာကတော့စပီနိုဇာရဲ့ဖျားသခင်လို့ခေါ်တဲ့အရာပါဆိုလိုတာကစัจ java လာရဲ့နေရာမာလီထဲမှာရှိနေတဲ့အံ့ဩစရာကောင်းလောက်အောင်စနစ်တကျရှိပြီးမြင်မြလာပါတဲ့ညီညွတ်မှုကိုယုံကြည်တာပါသူ့အတွက်တော့ဖျားသခင်ဆိုတာယူပဗေဒနေရာမာလီရဲ့တဟဇရခဖျက်မှုထဲမှာပဲရှိနေတာပါသူ့ရဲ့အကြော်ကြားဆုံးစကားတစ်ခုရှိပါတယ်ဘာသာရေးမရှိတဲ့သိပ္ပံပညာဟာခြေမတန်လို့ပဲသိပ္ပံပညာမရှိတဲ့ဘာသာရေးကတော့မျက်မမြင်လို့ပဲတဲ့သူတို့တော့ဒီနှစ်ခုကရံဘက်တွေလုံးဝမဟုတ်ပါသိပ္ပံကစัจ java လာကြီးဘလို့အလုပ်လုပ်လဲဆိုတာကိုဖြေရှင်းပေးတယ်ဘာသာရေးကတော့ဘာကြောင့်ဆိုတဲ့နဲ့တဲ့မေးခွန်းတွေကိုမေးမြန်းစေပြီးအံ့ဩတုန်လှုပ်မှုကိုခန်းစားစေတယ်လို့သူယုံကြည်ခဲ့ပါတယ်သူရဲ့နောက်ထပ်နာမည်ကြီးစကားတစ်ခုဖြစ်တဲ့ဘုရားသခင်ကစัจ java လာနဲ့အန်စာတုံမကစားဘူးဆိုတာကောဒီစကားကိုလူတော်များများအထက်ပဲလွှဲကြတယ်တကယ်တော့ဒါဟာဘာသာရေးအကြောင်းပြောနေတဲ့ထက်ယူပဗေဒနဲ့ပိုဆိုင်ပါတယ်စัจ java လာရဲ့အခြေခံအကြောင်းဆုံးအဆင့်မှာဂျပန်ဖြစ်တင်မှုတွေရှိနေတဲ့ဆိုတဲ့ quantum mechanics ရဲ့အယူအဆကိုသူလုံးဝလက်မခံနိုင်ခဲ့ဘူးသူစိတ်ထဲမှာအရာလုံးရဲ့နောက်ကွယ်မှာစနစ်တကျရှိတဲ့နေရာမှာတစ်ခုရှိရမယ်လို့အခိုင်အမာယုံကြည်ခဲ့တာပါကဲ
အခုဆိုရင်သိပ္ပံပညာရှင်အထွေခေါ်ပညာရှင်အိုင်စတိုင်းကြောင့်ပြောပြီးပြီဒါပေမဲ့သူ့ဘဝမှာတတိယမြောက်အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုရှိပါသေးတယ်အဲ့ဒါကတော့တက်ကြွလှုပ်ရှားသူအိုင်စတိုင်းပါပဲသူ့ရဲ့ဒီဘက်ချမ်းကိုလူတွေကတိတ်တတိမထားမိတတ်ကြအောင်သူကသူ့ရဲ့ယုံကြည်ချက်ကိုထုတ်ပေါ်ပြောဆိုဖို့ဘယ်တော့မှမကြောက်ခဲ့တယ်လို့သူ့ရဲ့ပြတ်သားတဲ့ယက်တီချက်တွေကြောင့်အာနာရှိသူတွေနဲ့မကြာခဏဆိုသလိုထိတ်တိုက်တွေ့ခဲ့ရပါတယ်သူဟာစင်ဆွေရဲ့တိုက်ထဲမှာပဲဖုံးနေတဲ့ပညာရှင်မျိုးလုံးဝမဟုတ်ခဲ့ပါဘူးလူမျိုးရေးခွဲခြားမှုကိုပြင်းပြင်းထန်ထန်ဆန့်ကျင်တယ်တသက်တာလုံးငင်းချမ်းရေးဝါဒီတရားဖြေရက်တည်ခဲ့တယ်ပြီးတော့နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကိုလည်းအကြီးအကျယ်ထောက်ခံခဲ့ပါတယ်လူသားဟာလုံးတဲ့ပိုကောင်းမွန်တဲ့ကဘာကြီးကိုတိဆောက်ဖို့တွေ့ကြော်ကြားမှုကိုတရားအဖြစ်အတုံးချခဲ့တာပါအထူးသဖြင့်သူနေထိုင်ရာအမေရိကန်နိုင်ငံကလူမျိုးရေးခွဲခြားမှုနဲ့ပတ်သက်ပြီးတော့အတန်ကျကျနဲ့ထောက်ဖော်ပြောဆိုခဲ့ပါတယ်သူကတာကိုလူဖြူရဲ့ယောဂတစ်ခုလို့တောင်တောင်းလုံးကြတယ်သူကစကားပဲပြောတာမဟုတ်ဘူး WEBU boys လို့လူမျိုးခေါင်းဆောင်တွေနဲ့ရင်းရင်းနှီးနှီးပေါင်းတင်ပြီးသူတို့ရဲ့လှုပ်ရှားမှုတွေကိုတက်ကြွထောက်ပံ့ခဲ့ပါတယ်သူရဲ့နိုင်ငံရေးနဲ့ပတ်သက်တဲ့ပါဝင်ပတ်သက်မှုမှာတော့ဝမ်းနည်းစရာကောင်းတဲ့အလဲပြောင်းတစ်ခုရှိခဲ့ပါတယ်1990ခေါင်းစဉ်မှာနာဇီတွေအရင်လှုပ်သွားမှာကိုစိုးရင်သည်တမ်မရယူဆဖက်စီကိုအနုမျိုးပေါင်းတီထွင်ဖို့တိုက်တွန်းတဲ့စာတစ်စောင်းကိုသူလက်မှတ်ထုတ်ခဲ့တယ်အဲ့ဒီစာနဲ့ပဲ Manhattan Project စတင်ခဲ့တာပါဒါပေမဲ့1945မှာအဲ့ဒီဘုံရဲ့အကြောက်မဲ့ဖွယ်ရာဖျက်ဆီးမှုကိုမြင်လိုက်ရတဲ့အခါမှာတော့သူအကြီးကျယ်ထိတ်လန့်တုန်လှုပ်သွားခဲ့တယ်။အဲ့ဒီနောက်ပိုင်းသူ့ဘဝရဲ့နောက်ဆုံးနေ့ရက်တွေအထိနျူကလ িয়ার လက်နက်ဖျက်သိမ်းရတော့အပြင်းထန်တိုက်ပွဲဝင်သွားခဲ့တယ် သိပ္ပံပညာရှင်အတွေးခေါ်ပညာရှင်တက်ကြွလှုပ်ရှားသူဒီပိုင်းစားတွေအားလုံးကိုပေါင်းဆက်လိုက်တဲ့အခါမှာပဲအိုင်စတိုင်းဆိုတဲ့လူသားတယောက်ရဲ့ပုံရိပ်အပြည့်စုံကိုမြင်ရမှာပါ။ကဲအခုတော့ဒီလိုအံ့ဩစရာကောင်းတဲ့ပေါ်ခရီးရဲ့နောက်ဆုံးအချိန်လေးတွေကိုကြည့်လိုက်ကြအောင်သူ့ဘဝရဲ့နောက်ဆုံးအချိန်ဒီမှာသူ့အသက်ကိုဆွဲဆန့်ပေးနိုင်မဲ့ခွဲစိတ်ကုသမှုကိုသူငင်းပယ်ခဲ့ပါတယ်။သူ့ရဲ့အကြောင်းပြချက်ကတော့အိုင်စတိုင်းပြီးတာလို့ပါတယ်။သူပြောခဲ့တာကကျွန်တော်သွားချင်တဲ့အချိန်မှာသွားချင်တယ်။ဘဝကိုအတူရောင်သက်ဆုရှိကောက်လုပ်တာကအရာသာမရှိဘူး။ကျွန်တော်လှုပ်ရှားရှိတာတွေလုပ်ခဲ့ပြီးသွားရမယ့်အချိန်ရောက်ပြီ။ကျွန်တော်ဒါကိုခန့်ခန့်ညာညာလုပ်မယ်တဲ့။ဘဝကိုဖျက်သိမ်းခဲ့တဲ့စင်ကျင်တုံတရားနဲ့ပဲတည်ခြင်းတရားကိုလည်းသူရင်ဆိုင်သွားခဲ့တာပါ။အဆုံးသတ်ရရင်တော့သူ့ရဲ့ theory တွေကကျွန်တော်တို့ကိုစัจ java လာအကြီးကိုနားလည်ဖို့လမ်းဖွင့်ပေးခဲ့တယ်။ဒါပေမဲ့သူ့ရဲ့ဘဝတစ်ခုလုံးကတော့ကျွန်တော်တို့အားလုံးအတွက်စင်ခေါ်မှုတစ်ခုကိုခြံထားခဲ့ပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့အသိပညာဉာဏ်ပညာတွေကိုလူသားမျိုးနွယ်အကောင်းချို့အတွက်ဘလို့အသုံးချကြမလဲဆိုတာပါပဲ။ကျွန်တော်တို့ရဲ့အမွေကတော့ဘာဖြစ်မလဲ။ဒီမေကွန်းရဲ့အဖြေကတော့ကျွန်တော်တို့အားလုံးရဲ့လက်ထဲမှာပဲရှိနေပါတယ်